Hello မင်္ဂလာပါ Guiding Star Music School ကပြန်လည်ကြိုဆိုပါတယ်ရွှေလန်းချမ်းမြေ့ကြပါစေခင်ဗျာအခုကျွန်တော်တင်နေတဲ့ Music Theory Chapter 57ရောက်ပါပြီအခန်း50ပေါ့နော်ဒီအခန်း50မှာတော့ကျွန်တော်ရှေ့ကပြောခဲ့တဲ့ဒီminor pentatonic မှာသူပြောခဲ့တဲ့ဒီ 12th blues rock and roll solo လေးတစ်ပုဒ်ကျွန်တော် create လုပ်ထားပါတယ်အဲ့ဒါလေးကိုတီးပြချင်လို့ပါနော်A key နဲ့ဖြစ်ပါတယ်နော်အဲ့တော့ဖြစ်အောင်နော်rock and roll 12th blues solo လေးပါအဲ့တော့အခုဒီမှာကျွန်တော်တို့က minor pentatonic ကိုရန်နာပြီးတော့သူနဲ့ဆက်နွယ်နေကြနောက်တစ်ခုအရေးကြီးတာသူကဘာလဲဆိုလို့ရှိရင် blues scale ပေါ့နော်အဲ့ဒီ blues ကိုဆက်သွားရအောင်များနော်အဲ့တော့ minor pentatonic က blues ကလမ်းကြောင်းတူတယ်ခင်ဗျနော်လမ်းကြောင်းတူပါအတူတူပါပဲဒါပေမဲ့ blues theory က scale က note တစ်လုံးထပ်တိုးလာဆိုတော့ minor pentatonic ကအဲ့ဒီမှာ blues ကျတော့ဒီ so မလာခင်မှာရှေ့ရလားငါ5 flat ပါတော့ so flat တော့ free ပေါ့4 shot လေးကိုထပ်တစ်လုံးတိုးလိုက်တယ်ပြီးတော့မှ so အဲ့ဒါလေးထူးကြတာဗျနော်အဲ့တော့ဒီ blues ကဘယ်လိုပြောလဲဆိုတော့နောက်တစ်လုံးပေါ်သွားတော့ပေါ့နော်နောက်ပြဆိုလို့ရှိရင်အဲ့တော့ဒီအတက်ဆင်းလေးဆိုလို့ရှိရင်ဒီ blues scale ကတော့ဒီ original ကတော့ဒီပေါ့နော် African ပေါ့နော် African လူမဲဂီတ scale ဖြစ်ပါတယ်ဒီလူမဲတိတိကျကျတီးမှဆိုလို့ရှိရင်ဒီ blues ဆိုအခြေခံတော့ပေါ့ဗျာဒီ blues scale ကိုနော်ဒါကြောင့်မို့ဒီလူမဲတေးဂီတဖြစ်တဲ့ BB King တို့နော်ကျွန်တော်တို့ guitarist Chuck Berry တို့အနာမကျော် Jimi Hendrix တို့ကဒီ blues scale ကိုသူကတုံးပြီးတော့ music ပေါ်ကြတာပေါ့ဗျာဒါကြောင့်ဒီကောင်တော့ဗာ African scale ပါနော်တဖြည်းဖြည်းနဲ့ဒါဒီဘက်ကိုပြန်ပွားလာတာပေါ့နော်အဲ့တော့ဒီမှာတော့စောစောကပြောသလိုဒီနှုတ်တစ်လုံးတိုးတယ်ပေါ့ဗျာအဲ့ညာလေးဟိုလားပုံပြီးတော့ဆောင်ကောင်းပါလေဗျဆိုလိုရတော့ကဒီဟင်းတစ်ခွက်ကိုပို့ပြီးတော့စားကောင်းအောင်ငွေကြိုင်နေဟုတ်လားရင်းကြုံဖို့ထဲတယ်လို့ပေါ့ရတာကြောင်းတော့လို့ပေါ့နော်အဲ့ဒီတုံးလေးပါပါတာကျတော့ပို့ပြီးစိတ်ဝင်စားဖို့လည်းကောင်းပါနောက်ပြီးတော့တော်တော်လဲတရားလားblues theory ဒီတုံးလို့ကောင်းတယ်နော်တော်တော်များများလဲဒီနေ့တိပဲဒီကောင်ကိုမရိုးနဲ့အောင်လုပ်နေရတာပေါ့ဗျာအဲ့တော့ဒီမှာတော့blues theory ကို blues scale ကိုကျွန်တော်ဆက်ပြီးတော့နောက်လာမယ့် post မှာဆက်ပြီးတော့ကျွန်တော်ရှင်းပြမှာပေါ့နော်အဲ့တော့ကျင်းနေပါနော် okay bye bye